ဒီဗီဒီယိုကကျွန်တော်နည်းနည်းpodcast ပုံမျိုးဖြစ်မယ်ပေါ့နော်ကျွန်တော်ကကျွန်တော် cargo van business အတွေ့အကြုံတွေကိုရေးထားတယ်ကျွန်တော်ရဲ့အတွေ့အကြုံကြီးပဲเนาะပြတ်တန်းခဲ့တဲ့အတွေ့အကြုံတွေပြီးလို့ရှိရင်ဘယ် company နဲ့ရှောက်အောင်မလဲဆိုတာတွေအဲ့ဒါတွေအကုန်လုံးစာအုပ်ထုတ်ထားပါเนาะအဲ့စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတချို့ဒီဗီဒီယိုမှာမျှဝေပေးမယ်ပေါ့เนาะပထမဆုံးကျွန်တော်ဒီ cargo van ကိုစမောင်းတော့ကြတော့ကျွန်တော် မိုင်တိုလေးတွေမောင်းနေပေါ့နော်မိုင်တိုလေးတွေစမ်းမောင်းကြည့်တယ်ကိုကဘလောက်မောင်းနိုင်လဲကျွန်တော်စာအုပ်ချင်းမိုင်ကကျွန်တော်မိုင်200ကျော်လားမသိဘူးစပြီးတော့မောင်းဘူးတယ်ပေါ့နော်မိုင်200ကျော်စပြီးတော့ကုန်ယူပြီးတော့လမ်းပေါ်မှာညအိပ်ရတယ်ပေါ့နော်ကားထဲမှာညအိပ်ရတယ်အဲ့တော့အတွေ့အကြုံကပထမဆုံးအတွေ့အကြုံကကြတော့ကျွန်တော်မှားဆုံးမှားတာကြတော့ကျွန်တော်ဈေးမှားတောင်းတာပေါ့နော်ဈေးအနည်းဆုံးတောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဟိုရင်တော့ကကြတော့ဒီလိုမျိုးအစားအစာလေးလိုက်ပို့တဲ့app လေးတွေမောင်းတယ်အဲ့တော့သူကအများကြီးမပေးဘူးဗျာ$3 $4 $5 $6အဲ့လောက်ပဲပေးတယ်အလွန်ဆုံးရမှ10ကျော်လောက်ပဲရရပါတော့အဲ့တော့ကျွန်တော်ဒီမိုင်200လောက်မောင်းနေဆိုလို့ရှိရင်သူကဈေးကောင်းကောင်းတောင်းလို့ရတာကျွန်တော်မသိဘူး local ကုန်ပဲပေါ့နော်ပတ်မောင်းလိုက်တာဈေးကတော့မသိဘူးအဲ့လိုမျိုးအမှားတွေမမှားအောင်လို့ကျွန်တော်စာအုပ်ထုတ်ထားရပါတော့အဲ့စာအုပ်ထဲမှာကျတော့ကျွန်တော်တို့ဈေးတောင်းမတောင်းနည်းတွေပြီးလို့ရှိရင်အခွန်အတွက်ပြင်ဆင်ပုံပြင်ဆင်နည်းတွေအဲ့ဒါအများကြီးပါတယ်လောဆယ်ကျွန်တော်ပြပြချင်တာကြောင့်ကျွန်တော်တို့အလုပ်လျှောက်ဖို့အတွက်ပေါ့နော်ကျွန်တော်ဒီအလုပ်ကိုစတင်ဖို့အတွက်ကိုကျွန်တော်ဘာရင်ဆုံးလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က license လုပ်ပဲပေါ့နော်ကောင်းမောင်းစီတဲ့ဆိုကြတဲ့ကျွန်တော် license လုပ်မယ် license မှာ CDL license မလိုပါဘူးကျွန်တော်တို့ပုံမှန်ရိုးရိုး class D license နဲ့ကျွန်တော်ကစလုပ်တာဖြစ်တဲ့ကြောင့်မလို့ရိုးရိုး license ဆိုလို့ရှိရင်ရပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကားနဲ့ပတ်သက်တာပေါ့ကားနဲ့ပတ်သက်တာဆိုတဲ့အထက်မှာကျွန်တော်တို့ဒီကားဝယ်မှာအဆင်ပြေမှာပါငှားဖို့အတွက်လည်းအဆင်မပြေဘူးဒီဟာကိုလုပ်မယ်ဆိုလို့ရှိရင်ဝယ်ရမယ်ပေါ့နော်ကျွန်တော် use ကားဝယ်ခြင်းဝယ်ဒါမှမဟုတ်ကားတစ်ပဲဝယ်ခြင်းဝယ်ပေါ့နော်ကိုယ့်ရဲ့ budget ပုံမူတည်ပြီးတော့ use ကားဆိုလို့ရှိရင်တော့ကျွန်တော် recommend ပေးတာကြတော့ mileage 9000ဝန်းကျင်လောက်ပဲဝယ်ပေါ့နော်အဲ့လိုမျိုး9000ဝန်းကျင်လောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဈေးလည်းအဆင်ပြေလောက်မယ်ပြီးလို့ရှိရင်9000ဆိုတဲ့အတွက်ကြောင့်မလို့တိတ်လဲ mileage မများတဲ့အတွက်ကြောင့်မလို့အဆင်ပြေဒီကားကြတော့ကျွန်တော်အတိအတွေ့အကြုံတွေကိုမေးကြည့်တာတော့ဒီ cargo van ကားတကယ် maintenance ကောင်းလုပ်မယ်ဆိုလို့ရှိရင်တော့ mileage 6သိန်း9သိန်းလောက်ထိမောင်းလို့ရတယ်အဲ့လိုမျိုးပြောကြရပါတော့လောဆယ်ကျွန်တော်မိုင်3သိန်းခွဲလောက်မောင်းပြီးပါပြီပေါ့နော်ကျွန်တော်ဒီ state တွေကိုသွားတယ်ပေါ့နော်အစုံသွားတယ်ပထမဦးဆုံးကတော့ကျွန်တော်ဘယ် state တယ်ဆိုပြီးတော့မရွေးဘဲနဲ့ state တိုင်းအကုန်လုံးသွားတယ်အဲ့ကြလို့ရှိရင်ကျွန်တော်ဗာသိရမယ်ဆိုလို့ရှိရင်ကျွန်တော် state တွေရဲ့ဈေးနှုန်းသိရမယ်ပြီး state တွေရဲ့ရာသီဥတုအခြေအနေသိရမယ်ဘယ် state တွေကကုန်ပေါ်လဲဆိုတာသိရမယ်ဘယ် state တွေကဈေးဘယ်လောက်ရှိလဲဆိုတာကိုသိရမယ်ပေါ့နော်လူမျိုးတွေးကြုံနေရကြတော့ကျွန်တော်တို့မေးရုံနဲ့မသိဘဲနဲ့ကိုယ်တိုင်ကိုကြမောင်းမိဆိုလို့ရှိရင်ကိုရနိုင်တဲ့ knowledge ကအရင်များသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကားဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်ကားဝယ်ပြီးသွားဆိုလို့ရှိရင်ကျွန်တော်ကားတွေကအရှည်တိုင်းပဲပြီးရင်ကားရဲ့ခါကိုအမြင့်တိုင်းပဲပြီးရင်လျှာနံပေါ့နော်အဲ့လိုမျိုးအတိုင်းတိုင်းပဲပြီးရင်ဓာတ်ပုံရိုက်ပေါ့နော်ဒီတိုင်းထားတဲ့ဟာကိုပေဂျိုးနဲ့တိုင်းတယ်ဆိုလို့ရှိရင်ပေဂျိုးနဲ့တိုင်းထားတဲ့အလျှာကိုပေဂျိုးမှာဘယ်လောက်ထိအလျှာရှိလဲဆိုတဲ့ဟာမြင်အောင်လို့ကင်မရာနဲ့ရိုက်ဖုန်းကင်မရာနဲ့ရိုက်လေရိုက်ပေါ့နော်အခုနောက်ပိုင်းဖုန်းကင်မရာတွေအရင်ကောင်းတယ်ဆိုတော့ဖုန်းကင်မရာနဲ့ရိုက်ပြီးသွားဆိုလို့ရှိရင်ကျွန်တော်သိမ်းတာပြီးလို့ရှိရင်ကျွန်တော်တို့ဒီ driver seat ပေါ့နော် driver seat ဘေးနားမှာတကားရှိတယ်အဲ့ဒီတကားမှာကျတော့ကျွန်တော်တို့ sticker ရှိတယ်ပေါ့နော်အဲ့ sticker ကျတော့ကျွန်တော်တို့ cargo ရဲ့ VIN နံပါတ်တွေပါတယ်ပြီးလို့ရှိရင်သူတို့ပေါင်ချိန်ဘယ်လောက်တင်လို့ရတယ်ဆိုတဲ့ဟာတွေအကုန်ပါတယ်ပေါ့နော်ကျွန်တော်ကကျတော့Pro Master RAM 3500 2023 model ဖြူအောင်လေးပေါ့နော်အဲ့ဟာကျတော့ကျွန်တော်ပေါင်အများဆုံး3800တင်လို့ရလို့ပြောပြမယ်ဒါပေမဲ့ကျွန်တော်ကကျတော့3000အောက်လောက်ပဲတင်တယ်ကားလည်းမနာအောင်ပေါ့နော်အရင်ကုန်ရွေးချယ်ရခက်မှသာပေါင်3500အဲ့လောက်ထိတင်တယ်ပေါ့နော်ကျွန်တော်အများဆုံးတင်မှုတာတော့ပေါင်3900လား3800လားမသိအဲ့လောက်ထိတင်မှုတယ်ဒါပေမဲ့မတင်နဲ့ပေါ့နော်ကားရက်နာတယ်ပြီးလို့ရှိရင်ဘိန်းတာယာလည်းပါတယ်ပေါ့နော်ပြီးတော့ကားဝယ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ insurance ဝယ်ရမယ်ပေါ့နော် insurance ဝယ်ဖို့အတွက်ကကျတော့ကျွန်တော်တို့ commercial insurance ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ state ပေါ်မူတည်တယ်ကိုယ့်ရဲ့ driving history ပေါ်မူတည်တယ်တယောက်နဲ့တယောက်ကဈေးနှုန်းတွေမတူနိုင်ပါဘူးတချို့ရနည်းသလိုမျိုးတချို့တွေကတော့များပါတယ်အဲ့တော့ကျွန်တော်တို့
insurance နာမည်ကြီးတဲ့ Geico Progressive State Farm တခြား insurance တွေကိုအကုန်လုံးစုံစမ်းကြည့်ပါဘယ် insurance ကဈေးတက်တာလဲဆိုတဲ့ဟာကိုရှာဖွေဖို့အတွက်လိုအပ်ပါတယ်တစ်ခုတည်းစုံစမ်းပြီးတော့တစ်ခုပဲမဝယ်လိုက်ပါနဲ့တစ်ခုနှစ်ခုသုံးခုလေးခုရှင်းမြဟာအကုန်လုံးစုံစမ်းဘယ်ဟာကိုအတွက်ဈေးအနည်းဆုံးနဲ့အသုံးဝင်ဆုံးဖြစ်မလဲဆိုတဲ့ဟာကိုယူပြီးလို့ရှိရင် insurance ဝယ်ပေါ့နော်ကြားထဲမှာကြော်ညာဝင်ကျင်တာအကယ်မိတ်ဆွေက physical book ပေါ့နော်ကျွန်တော်ရေးထားတဲ့ဟာ physical book အင်္ဂလိပ်လိုဖတ်ချင်တယ်ဆိုလို့ရှိရင်လည်း Amazon မှာရောင်းနေပေါ့နော်ကျွန်တော်ဒီ video ရဲ့ link မှာdescription မှာ link မှာပေးထားမယ်ပေါ့နော် YouTube မှာဆိုလို့ရှိရင်အကယ်မိတ်ဆွေက Facebook ကကြည့်နေရဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ Messenger မှာလာ download ရရဲ link $9 နဲ့50 cent ပဲပေါ့နော်Amazon မှာဝယ်မယ်ဆိုရင်အကယ်ကျွန်တော် digital ebook ဝယ်မယ်ဆိုလို့ရှိရင်ဘာပါမလဲဆိုလို့ရှိရင်ကျွန်တော်မြန်မာလိုရေးထားတဲ့ဟာပါမယ်ကျွန်တော်ဓာတ်ပုံတွေပါမယ်ပေါ့နော်ကားတွေကိုဘယ်လိုတိုင်းလဲဆိုတဲ့ဓာတ်ပုံတွေပါမယ်ပြီးလို့ရှိရင်ကျွန်တော်လှုပ်တဲ့ company နာမည်တွေပါမယ်ဒါ digital ebook တွေမှာပေါ့နော်သူကကျတော့$19.99နဲ့ရောင်းနေပေါ့နော်ဒီထဲမှာကျတော့ English version လည်းပါမယ်ဒီ digital ebook ကကျတော့သူကအခုဝယ်တာနဲ့အခု download ချပြီးတော့ဖတ်လို့ရတယ်ပေါ့နော်လုံးဝ knowledge 0ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဟာဖတ်လိုက်တယ်ဆိုလို့ရှိရင်တော်တော်များများခရီးရောက်သွားတယ်ပေါ့နော်ခရီးရောက်သွားတယ်လုံးဝဘာမှမသိတာတည်းစားလို့ရှိရင်အများကြီးတည်သွားတယ်ဘယ် company တွေရှိရမယ်ဈေးဘလောက်တောင်းရမယ်အခွန်တွက်ဘလုံးပြင်ဆင်ရမယ်ကားထဲမှာဘာကြီးယူရမလဲဆိုတော့အကုန်လုံးအဆင်ပြေတယ်ပေါ့နော်ပြီးတော့ကျွန်တော်သုံးတဲ့ပစ္စည်းတွေကိုလည်းကျွန်တော်ဒီ YouTube ရဲ့ description မှာရေးထားမယ်အကယ်မိတ်ဆွေက Facebook ကကြည့်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Messenger မှာလာပြီးတော့မေးလို့ရတယ်ပေါ့နော်ကျွန်တော်သုံးတဲ့ပစ္စည်းတွေကိုကျွန်တော် list ထုတ်ထားတယ်အဲ့ link ကနေပြီးတော့ဝယ်လို့ရတယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ကားလဲဝယ်ပြီးအကယ်စမယ်ဆိုရင်ကားတွေ insurance မဝယ်ခင်ဘာလုပ်ရမလဲဆိုလို့ရှိရင်ပတ်စံစုပါကျွန်တော်တို့ဒီကားနဲ့ insurance payment အတွက်ကို2လ3လစာလောက်ကိုယ်စီမှာ backup အနေနဲ့ emergency fund အနေနဲ့ရှိဖို့အတွက်လိုရတယ်ဒီပတ်စံလုံးဝထိလို့မဖြစ်ဘူးကျွန်တော်တို့တစ်ခုခုလွတ်ချော်လွဲချော်ခဲ့သည်ရှိတော့ကျွန်တော်ဒီပတ်စံတွေတည်းရနေပြီးတော့သုံးရမှာဖြစ်တဲ့ကြောင့်မလို့ကိုယ်စီမှာပတ်စံကိုတေချာလေးစုတာပါကျွန်တော် recommend ပေးချင်တာတော့အနည်းလေး$1000ကနေ1000ခွဲဒီကိုယ်စီမှာ backup ပတ်စံရှိတယ်ဆိုတော့မှဒီဟာလေးကိုစဖို့အတွက်အချိန်ပြုချင်ပါတယ်မဟုတ်လို့ရှိရင်ကိုယ့်ဒီမှာပေးစရာဘေးတွေရှိပါတော့ဘေးတွေရှိတဲ့တည်းမလို့ဒီဟာကိုရှိမှပတ်စံတွေကုန်ပုံအောပြီးတော့လှုပ်လိုက်ပြီးတော့မှကုမ္ပဏီတွေလက်ခံမှုကြာနေဒါမှမဟုတ်တနည်းရမှာချွတ်ချော်သွားတယ်နောက်နှေးသွားတယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ဆုံးရှုံးမှုတွေနစ်နာမှုတွေအများကြီးရှိသွားနိုင်တယ်ပေါ့နော်အဲ့တော့ကိုယ့်အတွက် backup အနေနဲ့ပတ်စံကိုချိုးစုထောင်းတာပေါ့နော် emergency fund အနေနဲ့ဒါအကုန်လုံးတော့ကျွန်တော်ဒီထဲမှာရေးထားရမှာနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဖုန်းပေါ့နော်ဖုန်းဆိုလို့ရှိရင်ကျွန်တော်တို့နည်းနည်းလေး update latest ဖြစ်တဲ့ဖုန်းမဟန်တဲ့ဖုန်းအဆင်ပြေနိုင်တဲ့ဖုန်းပေါ့ဖြစ်နိုင်မှာဆိုလို့ရှိရင်တော့ iPhone သုံးတာတော့ပိုကောင်းမယ်လို့ထင်တာပဲဘာလို့ဆိုတော့တနည်းလည်းအကြမ်းပြန်ခံတယ်လို့တော့ကျွန်တော်ထင်တယ်ပြီးတော့ကျွန်တော်တို့ကင်မရာနဲ့အနေနဲ့လည်းရိုက်တယ်ဆိုလို့ရှိရင်ကြီးကြီးလင်းလင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့အဆင်ပြေတယ်ပေါ့နော်ပြီးတော့ရှင်သူတို့ကွန်ပျူတာတွေယူလို့ရှိရင်သူတို့စာရွက်တွေလည်းတပ်ပုံရရတယ်ကွန်ပျူတာတွေကိုလည်းကျိုးချကြတဲ့ကွန်ပျူတာတွေကိုလည်းတပ်ပုံရရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကင်မရာလေးကောင်းကောင်းလေးတစ်လုံးလိုတယ်နော်ကင်မရာဆိုတာတကယ်ကင်မရာကြီးတွေလိုတာမဟုတ်ဒီဖုန်းနဲ့ရိုက်လို့ရတဲ့ကင်မရာကြီးကြီးလင်းလင်းဖြစ်ဖို့အတွက်လိုအပ်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကားရွေးချယ်တဲ့နေရာမှာကျတော့ခုနကပြောပြပါပေါ့နော် use color new color ဆိုတဲ့ဟာပုံမူတည်တယ်ပေါ့နော်ကျွန်တော်ကကျတော့ Pro Master ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလမ်းပေါ်မှာကျွန်တော်တို့ကမောင်းပြီဆိုပြီးလမ်းပေါ်မှာအချိန်တော်တော်များများဖြတ်သန်းရတာညအိပ်ရတာရေချိုးရတာစားရတာအဲ့တော့မိတ်ဆွေကအပြင်စားတယ်မကြိုက်ဘူးဆိုလို့ရှိရင် microwave တို့ရေခဲတက်တာတို့ကားထဲကိုထည့်တာပါပြီးလို့ရှိရင် inverter နဲ့ joiner ပါပြီးအဲ့ထဲမှာအချောက်ချမ်းတွေအကုန်လုံးထည့်တာမိတ်ဆွေအပြင်စားပဲစားလို့အဆင်ပြေတယ်ဆိုလို့ရှိရင်တော့တခါလေချင်းဆက်တွေပဲစားလို့တဲ့ချင်းဆက်တို့ gas me ဘိုတို့ပြီးရင်ညကားထဲမှာလင်းအောင်လို့မီချောင်းတို့ဓမီတို့အမှချစ်စီနေနဲ့ဓမီတို့ပြီးလို့ရှိရင်ကျွန်တော်တို့ရေချိုးတယ်ဆိုလို့ရှိရင်ဓာတ်ဆီဆိုင်မှာချိုးတယ်ဆိုလို့ရှိရင်$18 $18လောက်ပေးရတယ်အဲ့တော့ Planet Fitness Gym မှာ member ဝင်လိုက်ပါတော့အဲ့ဒါဒီအကုန်လုံးကျွန်တော်ဒီ YouTube ရဲ့ description မှာ link ထည့်ထားပေးဖို့เนาะကျွန်တော် link ကနေဝင်လိုက်လို့ရှိရင်ပထမအဆုံးလာမှာ$1လားမသိဘူးအဲ့လောက်ပဲပေးရတယ်ပြီးတော့50 stick ကgym မှာရေဝင်ချိုးလို့ရတယ်ပေါ့เนาะအများကြီးပဲရှိတယ်အချင်းအများကြီးပဲရှိအဲ့မှာရေဝင်ချိုးလို့ရတယ်ပြီးလို့ရှိရင်စားတာတောက်တာကျတော့ကျွန်တော်ထမင်းချက်စားမယ်ဆိုလို့ရှိရင်ထမင်းကိုအသေးလေးတစ်လုံးဝယ်ထားလိုက်အဲ့လင်းလည်းကျွန်တော် discussion မှာရေးပေးထားမယ်နော်အပါစိမ့်ဘူးနဲ့ပြီးလို့ရှိရင်ကျွန်တော်တို့အလုပ်ရှာဖို့အတွက်ကကျတော့ကျွန်တော် free လာတောင်းလို့ရတယ် Facebook Messenger မှာ free လာတောင်းလို့ရတယ်။ကျွန်တော် ebook ဝယ်တယ်ဒါမှမဟုတ်ဒီ physical book ဝယ်တယ်ဆိုလို့ရှိရင်လည်းအဲ့ထဲမှာရေးပေးထားရပေါ့နော်။ဒါ
ပြဿနာမရှိဘူးကုမ္ပဏီရှောက်ဖို့ပဲကုမ္ပဏီရှာမယ်ဆိုတဲ့ဟာကိုစဉ်းစားကြရမလို့ကျွန်တော်တို့တည်တဲ့တက်တဲ့လူတွေအကုန်လုံးက free share လုပ်ပေးတဲ့အတွက်ကြောင့်မလို့အဆင်ပြေချွေရမှုနဲ့ဒီဟာကိုလုပ်နိုင်မှာဖြစ်ပါတယ်ပေါ့နော်သူတို့ကုမ္ပဏီတွေအကုန်လုံးက application တွေရှိတယ် app တွေရှိတယ်အဲ့တော့သူတို့နဲ့ချိတ်ပြီးပါဆိုလို့ရှိရင်သူတို့က app ကို download ဆွဲခိုင်းနိုင်မယ်အဲ့ကြလို့ရှိရင်ကိုကသူတို့ကကို register လုပ်ပေးလိုက်ပြီဆိုလို့ရှိရင်အဲ့ app ထဲကနေပြီးတော့ကုန်ပစ္စည်းတွေရှာလို့ရတယ်ပေါ့နော်ကုန်ပစ္စည်းရှာနေတွေကိုတော့ကျွန်တော်ဗီဒီယိုတွေတင်ခဲ့ဘူးတယ်အဲ့မှာတော့ကြည့်လိုက်အဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Facebook Messenger မှာ free လာမေးလို့ရတယ်ပေါ့နော်ကျွန်တော်ပြည်နယ်တွေလိုက်ဈေးနှုန်းတွေကွာခြားတယ်အဲ့တော့ခုနကပြောခဲ့သလိုပဲကျွန်တော်တို့ပြည်နယ်အစုံသွားတော့မှဘယ်ပြည်နယ်ကဘယ်ဈေးပေါက်တယ်ကုန်ပစ္စည်းဘယ်လောက်ထိပေါ်တယ်ပြီးရင်ရာသီဥတုဘယ်လောက်ထိအခြေအနေရှိတယ်ဆိုတဲ့ဟာကိုသိမှာဒီခုချိန်ကကျတော့ဆမ်မာဆိုတော့သိတဲ့အတိုင်းပဲတက်ဆက်ဖလော်ရီဒါကယ်လီဖိုးနီးယားလုံးဝကြောက်စရာကောင်းလောက်ပူတယ်ပေါ့နော်အဲ့တော့ကိုဟာသွားမယ်ဆိုလို့ရှိရင်ဒီလိုမျိုး state တွေကဒီလောက်ထိပူနိုင်နေတယ်ပြီးလို့ရှိရင်winter မှာsnow မုန်တိုင်းတွေရှိတယ် winter storm တွေရှိတဲ့အတွက်ကြောင့်မလို့ဘယ် state ကတော့ winter storm တွေဖြစ်တယ်ဆိုလို့ရှိရင်ကိုကကြိုပြီးတော့ပြင်ဆင်နိုင်တယ်ပေါ့နော်အဲ့တော့ state ဘယ် state တွေကရာသီဥတုဘယ်လောက်ထိရှိတယ်ဆိုတဲ့ဟာကိုလည်းလေ့လာထားဖို့အတွက်ဒီဗီဒီယိုလေးကနေကြံပေးချင်ပါတယ်နောက်ထပ်ဘာအကြောင်းတွေသိချင်လဲကျွန်တော်ကို comment လေးတစ်ချက်လောက်မှတ်ခဲ့ပေးပါကျွန်တော်သိသလောက်တတ်လောက်အားလုံး sharing လုပ်ပေးပါမယ်ဒီလိုမျိုးဗီဒီယိုလေးကြိုက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ပြောခဲ့ပေးပါကျွန်တော်အများကြီးလုပ်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်